မောင်အောင်ဤမမေ့နိုင်တော့စွန်လွတ်တဲ့နစ်ကြည်လင်တော်စောင်းနေလေခင်းတစ်ခုဖြစ်သည်ရှမ်းပြည်နယ်ရှိကျေးတော်လေးတစ်ခုဖြစ်သောနန်းခမ်းကျေးရွာသည်အေးဘောလီလိုဖြင့်ဝေစာနေသည်မောင်အောင်12သည်ကျေးရွာရှိအခြားကလေးမန်းထက်အနှဲငယ်ကြီးပြီးစွန်ပလန်ချင်းကိုအထူးကြိုက်နှစ်သက်သောကလေးတဦးဖြစ်သည်ထိုနေ့တွင်ကျေးရွာ၌နှစ်စဉ်ကျင်းပလေရှိသောစွန်လွတ်ကြံပွဲကြီးကျင်းပမည်ဖြစ်သည်မောင်အောင်သည်သူ၏အဖေနှင့်အတူလွန်ခဲ့သော3လကြာပြင်ဆင်ထားသောလိမ္မော်ရောင်စွန်ကြီးကိုယူလာခဲ့သည်စွန်ကြီးသည်ကြီးရွာတွင်အကြီးဆုံးစွန်မားထဲမှတစ်ခုဖြစ်၍မောင်အောင်၏ဂုံယူမှုလည်းဖြစ်သည်အဖေရေဒီတခါတော့ကျွန်တော်ပထမစုရမှာနော်ရပါတယ်သားရဲ့စွန်ကအလှဆုံးလည်းဖြစ်အကြီးဆုံးလည်းဖြစ်သည်ပြိုင်ပွဲကျင်းပရာလေကွင်းပင်သို့ကျေးရွာသားအလုံးစုယိုးလာကြသည်ခလေးငယ်များသည်အယောင်ဆုံးသောစွန်လီးများကိုကိုင်ဆောင်လာကြသည်မောင်အောင်၏မိတ်ဆွေများဖြစ်သောဆိုင်းထိုးနှင့်နမ်းမြတို့လည်းသူတို့၏စွန်လီးများနှင့်ပါဝင်လာကြသည်စွန်လွတ်ပြိုင်ကွာစတင်သောအခါတန်ကုန်းပေါ်မှလေပြင်းများတိုက်ခတ်လာသည်မောင်အောင်၏လိမ္မော်ရောင်စွန်ကြီးသည်လေထဲသို့ပထမဆုံးအနေနှင့်အောင်မြင်စွာပြင်တက်သွားသည်ကျင်းရွာသားအလုံးအံ့အားသွားကြသည်သို့သောရုတ်တိလလေပြင်းတိုက်ခတ်လာပြီးဆိုင်းထွန်း၏စွန်ငယ်လေးသည်တပ်ပင်ပေါ်သို့ညှက်ကြွန်တွဲကြံရစ်ခဲ့သည်ဆိုင်းထွန်းငိုယိုပွဲရာဖြစ်နေသည်မောင်အောင်သည်ခဏလေးသာစဉ်းစားပြီးသူ၏စွန်ကြိုးကိုဖြေလိုက်ကသူ၏လိမ္မော်ရောင်စွန်ကြီးကိုလေလဲမှဆင်းချလိုက်သည်ဘာလို့တာလဲမောင်အောင်ပထမဆုကိုလွတ်သွားမယ်ဟုနမ်းများကဆူသည်ဆိုင်းထုံးရဲ့စွန်လေးကိုကဲတင်ဖို့အရင်လိုတယ်မောင်အောင်သည်တပ်ပင်ပေါ်သို့ကျွမ်းကျင်စွာတက်ပြီးဆိုင်းထုံး၏စွန်လေးကိုကဲတင်ပေးခဲ့သည်ကြီးလွာသားအလောင်းလက်ခုပ်တီးကြသည်ပြန်ပွဲကျင်းပရာအချိန်မလုံလောက်တော့လဲမောင်အောင်သည်ကြီးရွာသားအလုံး၏ချီးကျူးမှုကိုခံရသည်ညနေခင်းတွင်ကြီးရွာဆောင်နှစ်ကွန်းမှာကြီးရွာသူကြီးကမောင်အောင်ကိုစွန်လွတ်ပြိုင်ပွဲ၏အကောင်းဆုံးစိတ်ထားစုအဖြစ်စံအိတ်ကလေးတစ်အိတ်ချီးမြှင့်လိုက်သည်မောင်အောင်၏အဖေမှာဂုံယူဝုန်းကြွားနေသည်ညအခါ၌မောင်အောင်သည်သူ၏အိတ်ခမ်းထဲမှတပင်းပေါက်တစ်ဆင့်ကြည်နေသောမိုးကောင်းကင်ကိုကြည့်ရှုနေသည်သူ၏လိမ္မော်ရောင်စွန်ကြီးသည်သူအိတ်ခမ်းနံကမ်းမှာချိတ်ဆွဲထားသည်ထိုနေ့သည်ပထမဆုမရတော့လေမောင်အောင်အတွက်အကောင်းဆုံးနေ့တစ်နေ့ဖြစ်ခဲ့သည်သူသည်အနိုင်ရခြင်းထက်မိတ်ဆွေကိုကူညီခြင်းကပိုပြီးတန်ဖိုးရှိကြောင်းကိုနားလေသွားခဲ့သည်မောင်အောင်ဤသို့သောစွန်ပြန်သောနေ့သည်ကျေးရွာတွင်ပြောဆိုပွဲရာအဖြစ်ကြံရစ်ခဲ့ပြီးခလီးငယ်တိုင်းအတူယူပွဲဖျက်လေးတစ်ခုအဖြစ်ရပ်တည်ခဲ့သည်